ဒီမျိုးသမီးမှာရွှေနဲ့လှုပ်ထားတဲ့လက်တစ်ဖက်ရှိပါတယ်။ဒီနေ့မှာတောထဲမှာတစ်ပင်ခုန်နေတော့မျိုးသမီးရဲ့လက်ပေါ်ကိုတစ်ပင်တစ်ပင်ပိသွားခဲ့ပါတယ်။သူခင်ပွန်းကတစ်ပင်ကိုဖယ်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့ဖယ်လို့မရခဲ့ပါဘူး။ဒါကြောင့်ဇနီးတဲ့ရဲ့အသက်ကိုကယ်ဖို့အတွက်လက်ကိုပစိန်နဲ့ဖြတ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။မျိုးသမီးဟာဖြတ်ထားတဲ့သူ့လက်ကိုကြည့်ပြီးအမြဲတမ်းဝမ်းနည်းနေခဲ့ပါတယ်။သူခင်ပွန်းကမျိုးသမီးအတွက်လက်တုတစ်ခုကိုဒီဇိုင်းထုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့မျိုးသမီးကအဲ့ဒီလက်ကိုရွှေနဲ့လုပ်ပေးဖို့အလိုရှိခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကသူမအတွက်ရွှေလက်တုတစ်ခုလုပ်ပေးခဲ့ပါတယ်။ဒီရွှေလက်တုကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်မှာပိုးဝင်လာပြီးရက်နှဲငယ်အကြာမှာသူမတေဆုံးသွားခဲ့ပါတယ်။မသေးခင်မှာသူမကသူခင်ပွန်းစီကနေဂတိတစ်ခုတောင်းခဲ့ပါတယ်။သူမကိုရွှေလက်တုနဲ့အတူမြုပ်နှံပေးဖို့ပါခင်ပွန်းဖြစ်သူကလည်းအဲ့ဒီအတိုင်းပဲလုပ်ပေးခဲ့ပါတယ်။နဲ့နှဲငယ်ကြတဲ့အခါသူဟာအလွန်ဆင်းရဲသွားပြီးအသက်ဆက်ဖို့ပတ်စံတွေလိုအပ်လာပါတယ်။ဒါကြောင့်သူဟာဇနီးတဲ့ရဲ့တင်ချိုင်းကိုသွားပြီးတင်ချိုင်းကိုစတင်တူးခဲ့ပါတယ်။ရွှေလက်တုကိုထုတ်ယူလိုက်တဲ့အချိန်မှာဇနီးတဲ့ရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာပါတယ်။သူကအဲ့ဒါကိုလစ်လူရှုပြီးရွှေလက်တုကိုအိမ်ကိုယူလာခဲ့ပါတယ်။အဲ့ဒီညနောက်ပိုင်းမှာတော့ဇနီးတဲ့ကသူမရဲ့ရွှေလက်တုကိုပြန်ယူဖို့ရောက်လာပါတယ်။သူကကြောက်လန့်တကြားနဲ့ရွှေလက်တုကိုဇနီးတဲ့စီပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့လက်ကိုရပြီးတာနဲ့ချက်ချင်းဆိုသလိုပဲသူမကသူ့ကိုတပ်ပစ်လိုက်ပါတော့တယ်။